အခုနှစ်အတွက်ရန်ကုန်ခေါ်မဲ့ရုရှားသားလာမယ့်2026-2029မြန်မာ National League ရာသီအတွက်ကစားသမားအင်အားဖြစ်တင်မှုတွေကိုဆောင်ရွက်နေလျက်ရှိတဲ့ရန်ကုန် United အသင်းဟာပြည်ပကစားသမားထပ်မံခေါ်ယူမှုအနေနဲ့ရုရှားကစားသမားတဦးကိုမကြာမီကာလအတွင်းမှာခေါ်ယူတော့မယ်ဆိုတဲ့သတင်းကအလုံးသိရှိပြီးသားဖြစ်ကြမယ်လို့ထင်ပါတယ်။မကြာမီရပ်ပိုင်းတွင်မှာရန်ကုန် United အသင်းကပရိသတ်တွေနဲ့မိတ်ဆက်ပေးနိုင်ခြေရှိတဲ့ရုရှားကစားသမားဟာအသက်25နှစ်အရွယ်ညာတောင်မှန်ကစားသမားတဦးဖြစ်တယ်လို့သူ့နာမည်ကဒန်နီယယ်ဖြစ်တယ်လို့သိရှိရပါတယ်။အသက်25နှစ်အရွယ်ညာတောင်မှန်ကစားသမားတဦးဖြစ်တဲ့ဒန်နီယယ်ဟာညာတောင်မှန်ကစားသမားတဦးဖြစ်ပေမဲ့ကွင်းလယ်တိုက်စစ်မှာပါကစားပေးနိုင်သူဖြစ်တယ်လို့ Transfer Market ရဲ့ဖော်ပြချက်တွေအရသိရှိရပါတယ်။ရုရှားဘောလုံးလောကမှာစတင်ကျင်းလည်ခဲ့တဲ့ဒန်နီယယ်ဟာရုရှားကလပ်ဒိုင်နမိုလူငယ်အသင်းနဲ့အတူကစားသမားဘဝကိုစတင်နိုင်ခဲ့တာဖြစ်တယ်လို့2023-2024ဘောလုံးရာသီမှာတော့ရုရှားဘောလုံးလောကကနေအာရှဈေးကွက်ကိုထိုးပေါက်တဲ့အနေနဲ့မွန်ဂိုရီးယားပရီးမီးယားလိရဲ့ထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ SP Falcon အသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ဒန်နီယယ် SP Falcon အသင်းမှာတော့အကောင်းဆုံးပုံစံတစ်ခုကိုပြသနိုင်ခဲ့ပြီးနေရာသီးဆက်မွန်ဂိုရီးယားလိရဲ့ထိပ်တန်းချန်ပီယံဆုဖလားကိုရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဒန်နီယယ်မွန်ဂိုလီထက်အဆင့်မြင့်တဲ့ထိုင်လီ3ကလပ်ချင်းမိုင်အသင်းကိုပြောင်းရွှေ့သွားခဲ့တယ်လို့အခု2026-2029ဘောလုံးရာသီမှာတော့ထိုင်လီ3ကလပ်ချင်းမိုင်အသင်းကနေ3လင်္ကာကလပ်ပယ်လီကန်အသင်းကိုပြောင်းရွှေ့သွားခဲ့ပေမဲ့လက်ရှိချိန်မှာတော့မလေးရှားအေဂျင့်ရဲ့အဆက်အသွယ်နဲ့ရန်ကုန် United အသင်းကိုရောက်ရှိလာတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။ Transfer Market ရဲ့ဖော်ပြချက်တွေအရယူရို2သိန်းခွဲထိတန်ကြေးရှိခဲ့မှုတဲ့ညာတောင်မှန်ကစားသမားဒန်နီယယ်ရန်ကုန် United အသင်းကိုရောက်ရှိလာခဲ့မယ်ဆိုရင်တော့မြန်မာ National League မှာပထမအဆုံးလာရောက်ကစားတဲ့ရုရှားကစားသမားအနေနဲ့မှတ်တမ်းဝင်နိုင်မှာဖြစ်တယ်လို့ရန်ကုန် United အသင်းကလည်းရုရှားကစားသမားကိုပထမအဆုံးခေါ်ယူတဲ့အသင်းအနေနဲ့မှတ်တမ်းတစ်ခုကိုရေးထိုးထားနိုင်မှာဖြစ်ပါတယ်။ရန်ကုန် United အသင်းဟာအခုနှစ်ဘောလုံးရာသီမှာတော့အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက်ဒီပြချုပ်ရာထူးကိုပြောင်းလဲပြုလုပ်ထားသလိုပြည်တွင်းကစားသမားခေါ်ယူမှုအနေနဲ့တိုက်စစ်မိုးပြည်မိုးပါဝင်ကစားသမားအကောင်းတချို့ကိုခေါ်ယူထားပြီးပြီးခဲ့တဲ့မြန်မာ National League ကခြေစွမ်းပြထားကြတဲ့ပြည်ပကစားသမားတချို့ကိုလည်းခေါ်ယူအားဖြည့်ထားပါတယ်။